ဟာစစ်အစိုးရရဲ့လက်ထက်အချိန်ကာလဖြစ်တဲ့အောင်ဆိုးရုပ်ကြဆုံးနေတဲ့အချိန်ကာလဖြစ်နေပါပြီကိုရရရှိရဲကိုရရရှိရဲကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့တိုင်းရင်းသားတွေကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်အစရှိသဖြင့်ပြည်နယ်တိုင်းမှာရှိနေကြတဲ့တိုင်းသားလူမျိုးပေါင်းစုံကကျွန်တော်တို့စစ်မှန်တဲ့ပြည်တော်စုရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာကျွန်တော်တို့ကတိုက်ပွဲဝင်ရမယ့်အချိန်ဖြစ်ပါတယ်6 fire ကျမတို့ရဲ့ဒီ KOKA တွေအနေနဲ့ပေါ့6 fire မယူခင်အချိန်မှာလဲဒီလိုဆိုးရတဲ့လူခွေချိုးပေါက်မှုတွေဒီလိုမျိုးအကြမ်းဖက်မှုတွေကရှိနေခဲ့တယ်အခု6 fire ယူပြီးတဲ့နောက်1994ခုနောက်ပိုင်းမှာလဲအခုလိုမျိုးအမျိုးသမီးတွေပေါ်အကြမ်းဖက်တဲ့ဟာကလေးငယ်တွေကိုအကြမ်းဖက်တဲ့ဟာတွေအခုလိုမျိုးဆိုးရတဲ့လူခွေချိုးပေါက်မှုတွေကဆက်ပြီးရှိနေသေးတဲ့အရာကိုကြည့်ချင်းအားဖြင့်ကျမတို့6 fire group တွေအနေနဲ့လဲဒါကိုစဉ်းစားရလိမ့်မယ်လို့ကျမအနေနဲ့ဒီနေရာကနေပြီးတော့ပြောကြားလိုပါပဲဘယ်လိုလူခွင့်ရေးတွေကျင့်သုံးနေပြီဆိုမှငါအဖဆိုရကပြောဒီသူတွေကိုကောက်ွယ်ပေးတဲ့ဥပဒေတွေလောက်ပဲကြမ်းတယ်ဆိုနေ့စဉ်နေ့တိုင်းဒီသူတွေကိုနေမျိုးစုံနဲ့ဒုက္ခပေးတယ်တပ်ဖြတ်တယ်ရောလုံးကျရင်းရှုံးပစ်တယ်ဒီလိုကိစ္စတွေဟာငါအဖရဲ့စရိုက်ကိုဖော်ပြနေတာဖြစ်တယ်ကျမတို့ကချင်အမျိုးသမီးတွေကိုပေါ့နော်တီချာဖိနှိပ်ထားတဲ့အရာအကြမ်းဖက်နေတဲ့အရာတွေကိုကျမပြောချင်တာကကျမတို့အမျိုးသမီးတွေခုနဒီစောစောလုံးတွေလည်းပြောသွားကြပါတယ်အမျိုးသမီးတွေကအမွေဆက်ခံပိုင်ခွင့်မရှိဘူးကျမတို့ထဲမှာလည်းအမျိုးသမီးတွေကအမွေဆက်ခံပိုင်ခွင့်မရှိဘူးမိဘတွေကသားသမီးတွေအများကြီးမွေးထားတယ်တကယ်လို့အမျိုးသားအမျိုးသမီးအများကြီးမွေးထားတယ်ဒါပေမဲ့ခိုင်းတဲ့အခါမှာသမီးမိန်းကလေးတွေကိုပဲသူကငင်းကန်ခိုင်းတယ်ဒါပေမဲ့အမွေစားအမွေခံတဲ့အခါမှာသားလေးတွေကိုပဲ
ယောက်ျားလေးတွေကိုပဲသူတို့ကအမွေပေးတဲ့အရာမျိုးရှိတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့သမီးမိန်းကလေးတွေကျွန်တော်တို့အမျိုးသမီးတွေပေါ်မှာတီးခြားဖိနှိပ်ထားတဲ့အရာစိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာပါပေါ့နော်ဒါတွေကဖိနှိပ်ခံရတဲ့အရာခွဲခြားဆက်ဆံခံရတဲ့အရာတွေဖြစ်တယ်ဒီနေ့ဒီနေရာမှာလာပြီးမှပါဝင်နေကြတဲ့ညီကောင်မတွေပေါ့နော်အားလုံးကလည်းကျွန်တော်တို့အမျိုးသမီးတွေကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့အမျိုးသားတွေပါမကလူမှုတိုင်ဝမ်ကြီးတစ်ခုလုံးကကျွန်တော်တို့အမျိုးသမီးတွေရဲ့ဘဝမြင့်မားလာဖို့အတွက်အမျိုးသမီးတွေရဲ့စွမ်းရည်ကိုအတိမတ်ပြုပေးလာတဲ့အရာတွေအနေချမ်းမှာအမျိုးသမီးတွေရဲ့တန်းတူရေးအမျိုးသမီးတွေရဲ့အခွင့်အရေးမြင့်မားလာဖို့ရတဲ့အတွက်ကျွန်တော်တို့အမျိုးသမီးတွေကိုယ်တိုင်ကလည်းအဲ့ဒါကိုလက်ခံကျင့်သုံးပြီးမှလက်တွေ့ပေါ့နော်လေ့လာပြီးမှကျွန်တော်တို့ကိုယ်တိုင်လည်းကျင့်သုံးဖို့လိုအပ်တယ်ဒီလူမှုတိုင်ဝမ်ကြီးတစ်ခုလုံးကလည်းအမျိုးသမီးတွေကိုအတိမတ်ပြုပြီးမှလေးစားပေးဖို့ရတဲ့အတွက်လည်းလိုအပ်တယ်ဒီလိုမျိုးရှိမှသာနေလေကျွန်တော်တို့အမျိုးသမီးတွေရဲ့အပေါ်မှာအကြမ်းဖက်မှုတွေကတကယ်လည်းပပျောက်ရုံးလဲလာနိုင်တယ်လို့ကျွန်မညွှန်လင့်နေယုံကြည်တယ်ကျွန်တော်တို့ဒီချင်းကိုဒီဆိုဒီမှာကျွန်မဒီချင်းရဲ့အသေးတွေလည်းနည်းနည်းပြောပြချင်တယ်ကျမတို့မှုအတိုင်းဝိုင်းတွေကကျမတို့ရဲ့အမျိုးသားတွေကပေါ့အသုံးပြုလို့ရနေသေးတဲ့အခါမှာအဲ့ဒီအမျိုးသမီးရဲ့ဘဝကိုသူတို့အသုံးချတယ်အသုံးပြုတယ်အဲ့ဒီအမျိုးသမီးရဲ့ဘဝပျက်စီးသွားပြီးသုံးလို့မရတော့တဲ့အချိန်မှာဆိုလို့ရှိရင်ဒီတိုင်းပြစ်ချလိုက်တယ်အဲ့လိုအနေချားမျိုးမှာကျမတို့အမျိုးသမီးတွေကစိတ်ပဲငါဘဝကြီးကဒီလိုဖြစ်သွားပြီလေဆိုပြီးသူကရွက်သွေးနေတဲ့အချိန်ခါမျိုးမှာပေါ့နော်အဲ့လိုအချိန်ခါမျိုးမှာအမျိုးသားကချင်မျိုးချစ်လူနဲ့အမျိုးသားတယောက်ကပဲနေ့ရက်ဘဝဒီလိုပြတ်သုံးတဲ့အနေချားမျိုးမှာကျွန်တော်လည်းပါနေမှာပါပေါ့ဒီကျွန်တော်တို့ရဲ့ခေတ်စနစ်မကောင်းလို့လည်းဖြစ်မှာပါဆိုတော့နေ့အားမငင်နဲ့နေ့ရက်ဘဝအတွက်ကျွန်တော်ပြုတ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့မျိုးချစ်စိတ်ဓာတ်မျိုးချစ်သွေးနဲ့ကျွန်တော်တို့ရဲ့ဘဝလှပကာယာသွားဖို့ငြင်းချဖို့အတွက်ပြန်ပြီးမှလှုပ်ဆောင်ပြီးဆောက်ရအောင်ပြန်လာပါဆိုတဲ့အရာအမျိုးသမီးပုံမှာအကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေတယောက်ကိုအားပေးထားတဲ့သချင်းဖြစ်တယ်ပေါ့နော်